ဗရမ်များတွေမှာအရွယ်တူစိုက်တူရသားနဲ့ဘာဖြစ်လို့ဈေးတွေကွာလဲဆိုတော့ကျွန်တော်အကြမ်းပြင်းလေးနည်းနည်းလေးပြောပြမယ်ဗျအခြေခံအချက်ဖြစ်တဲ့ 4C ပုံမှာပဲအခြေခံပါတယ်ဗျအရွယ်တူစိုက်တူအားလုံးတူရသားနဲ့အနည်းရောင်မှာတခြားကာလာလေးနည်းနည်းလေးဝင်လာတဲ့ကိုတန်ဖိုးကတိတိကျကျရော့သွားစေရဗျဒါဆိုနှစ်ကျော်3ကလပ်နီးကို90အောက်ဗျဒီပွင့်လေးဆိုလဲနှစ်ကျော်တယ်3ကလပ်တောင်မရောက်ဘူးရာပိုင်းဖြစ်သွားပြီဟောဒါလေးဆိုရင်နှစ်တောင်မပြည့်ဘူးထောင်ပိုင်းဖြစ်သွားတယ်သူဘာလို့ထောင်ပိုင်းဖြစ်လဲဆိုတာအားလုံးနဲ့ရှင်ပြီးကြည့်ရင်တိတိတတ်တာကိုကွဲထွက်တယ်ဗျဟောဒီအပွင့်ဆိုရင်နှစ်30တောင်ရှိတယ်ရာအောက်ပြန်ဖြစ်သွားပြီတွေ့လားဒါကတော့လောလောဆယ်အကြမ်းပြင်းအနေနဲ့ပဲပြထားတာဒီထက်လည်းဈေးကွာတဲ့ဟာတွေအများကြီးရှိသေးတယ်အဲ့ဒါကြောင့်လဲကျွန်တော်တို့ကဝယ်တဲ့လူတွေရဲ့အကြိုက်ပုံမူတည်ပြီးတော့ဘယ်ဈေးသုံးမလဲဆိုပြီးတော့ရှာပေးရပါတယ်ခင်ဗျာဒီ၄ပွင့်ဆိုလို့ရှိရင် correct ချိန်လေးတွေကမတိမ်မယိမ်းလေးတွေဒါပေမဲ့ဈေးလေးတွေကတော့တိတိတတ်တာကွာတယ်ဗျ